နဲ့ဘလို့ပတ်သက်တယ်ဆိုတာတစ်ချိန်ကျရင်ငါအားလုံးသိအောင်ချပြဖို့ငါစီစဉ်ပြီးသားမင်းအဲ့လောက်နေတာမင်းမစောင့်နိုင်ဘူးလားဟမ်မင်းငါမျက်နှာကိုမထောက်ချင်နေကွာမင်းငါတို့အရွယ်မရောက်သေးတဲ့သား3ယောက်မျက်နှာမင်းထောက်တင်တာပေါ့ငါနိုင်တာလေအစစကကြီးပဲလို့ရှင်စကားကိုစဉ်းစဉ်ပြောနော်ကျမစောင့်လာခဲ့ရှင်နဲ့ရတဲ့ကလေးတော့တော့ထွက်လာပြီဘယ်ချိန်ထိထပ်စောင့်အောင်ပါလဲဟာမင်းအဲ့လိုတော့မပြောနဲ့လေကွာအချိန်အခါဆိုတာရှိတယ်ကွာနော်အခုချိန်မှာသွားချပြလိုက်အကုန်ရှုပ်ကုန်ပါပေါ့မင်းကငါ့ရဲ့မန်နေဂျာအဖြစ်သူများတွေတည်ထားတာလေမင်းနားမလည်ဘူးလားရှင်အဲ့လိုကိုချင်းမဆာမနာမပြောနဲ့လေကျမတစ်သလုံးဒီလိုမန်နေဂျာဘဝနဲ့ပဲနေသွားရမှာမနေ့ကဒီလိုချိန်ဒီလိုနေရာမှာငါတို့မိသားစုတွေငါတို့သားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းနေတာကွာမင်းအဲ့မျက်နှာကြီးမင်းမထောက်တော့ဘူးလား Wangi papa duwe we, wangi papa duwe we, wangi papa duwe we, wangi papa duwe. မဟုတ်အောင်လေးတို့ပိုက်စားနေပြီပြောမရောက်လေ ဟုတ်ပြီအဲ့ဒါမေမေကိုသားပြောပေးမယ်ခဏလေးတော့မောင်လေးတို့မေမေမောင်လေးတို့ကဘိုက်ဆာနေပြီတဲ့ ကဲမင်းသားတွေကဘိုက်စာနေပြီတဲ့လှုပ်လိုက်အောင် ဟုတ်ပြီတသားတော့ဗာစားမှာတတဆန်ပြုတ်စားမယ် တသားဆန်ပြုတ်ပဲတဲ့တော်မြန်သွားကဲဖေးလေတသားဆန်ပြုတ်ပဲငါနိုးဆန်ပြုတ်နော်အဲ့တော့ကလည်းဒီဝယ်စားလေးတွေနဲ့ပဲ။အိုးဘာပဲဖြစ်ဖြစ်ရှင်ကျမကို official ဒီနေ့ပဲချပြရင်ကျမရှင်းနဲ့လုံးဝမပေါင်းနိုင်ဘူးအမေတခြားလေးစဉ်းစားပေးပါအောင်ကွာ။အိုးဘာမှမစဉ်းစားနိုင်ဘူးကျမဆုံးဖြတ်ချက်ချပြီးပြီ။ဟာတားတော့လာပါအောင်ကွာဟာမဖေးခေါ်နေတယ်မောင်လေးသွားအောင် အေးသွားမယ်ပြီးခေါ်နေပြီဘေးဘာဖြစ်လို့လဲ ဖေးဘာဖြစ်လို့လဲတမီးကိုပြော ဒီမှာကွာမင်းငါတို့ကိုထားခဲ့မလို့တဲ့ မေမေ မလုံးရလေ မေမေတမီးတို့ထားခဲ့တော့မှလားမေမေတမီးမျက်နှာမထောက်တော့ဘူးလားမေမေရဲ့ မေသားတို့မိဘသားဖြစ်နေကြလို့လားအမေသားတို့တကယ်ထားခဲ့တော့မှာလားဘေးမမေကိုပြောပြပါဦးတတမမေနဲ့မခွဲလိုက်လို့မမေကိုရမ်းချစ်တာ မင်းသားငယ်ဆုံးလေးရဲ့မျက်နှာလေးကိုထောက်ပါအောင်ကွာ ။အိုးနာကြီးဘလိုပဲနေလေနင်တို့3ယောက်နိဖိနေပဲနေခဲ့နိဖိနေပဲတန်တယ် မေမေမေ မင်းကွာငါသားတို့ဘာမှစိတ်မပူနဲ့ကွာဖေနောက်မိန်းမကိုတပတ်အတွင်းရအောင်ယူရမယ် ဒါမှတော့ပြီကွာ ဒါမှတို့ဖေဟေး ဒါမှတော့ပြီကွာ တသားဆံပြုတ်ကတာရှိခံသေးဓာတုစိုးသေးလုံးဝမပါပဲတဘာဝတိုင်းထုတ်လုပ်ထားတာကြောင့်ကျမ်းမာရေးအတွက်ယုံကြည်စိတ်ချရပါတယ်ရွှေပိုပေါ်ဆမ်မွေးပရီမီယာဆက်စစ်ကိုတော့အသုံးပြုထားပေးပြီးတော့အရသာအနေနဲ့စက်သားတက်လွန်ပဲနီလေးနဲ့နှုတ်ဆံပြုတ်ဆိုပြီးတော့၄မျိုးစုံနေစွာရရှိနိုင်တယ်2012ခုနှစ်မြန်မာပထမဆုံးကနေပြီးတော့အာရှအဆင့်မီစုတသိပ်ပေါင်းများစွာရရှိထားပြီးတော့ FDA နဲ့ ISO အတိမတ်ပြုလက်မှတ်များလည်းရရှိထားပါတယ်14နှစ်တိုင်ယုံကြည်အားပေးလာကြတဲ့စားသုံးသူဝယ်ယူသူနဲ့ရောင်းချသူတဦးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာဆံပြုတ်ဆိုတသား